တော့လမ်းကျရင်ဘယ်လိုဖြစ်တယ်မြန်မြန်လေးသွားလိုက်မှာရွှေ့ဆိုရှက်ထီပေါ့လမ်းမကောင်းဘူးတော်တော်လေးပျက်စီးဆိုးရွားနေပါတော့ထွေးမဟုတ်ပြန်သူက coffee taste ကတဖြည်းဖြည်းတက်လာဘာဘတီတောက်ချင်တယ်ဟာဝေးပြေးလိုင်းမှာဘယ်လိုဘာဘတီတောက်မှာတော့ရ15မိုင်မှာရှိရလေရ15မိုင်မှာဘာရှိလို့ဟိုချာရှိရတယ်တသားဟိုချာဘာသား包的时候会发的啥？ဘဖာပါလေဘာထည့်စားမှာလဲသားchocolate。ဒါလေးယူမယ်နည်းနည်းဒါလေးယူမယ်ဒါမေမေ favorite strawberry messy နည်းနည်းတော့ပါဆိုတော့ကလေးလေးဘာတောက်လို့ရလဲတိုင် chocolate ကတော့ပစ္စည်းကုန်နေလို့တဲ့မရဘူးဒီရမယ် strawberry ရမယ် plain ရမယ်ခါရမယ် peanut ရမယ် strawberry waffle တခုခလေးတောက်ဖို့လေအားရှိလားကလေးတက်လိုက်ကြည့်ပြီးဆိုတော့လာမိုင်းလို့ရရကြပြီးရင် brown sugar fat မရရကြသူကကျတော့ brown sugar ရေနွားနွေးပါပေးရကြဒီမပါဘူးရကြဟောတီးမပါပြီးရင်များဒီမှာ strawberry နဲ့နွားနွေးရောတဲ့ဟာလေးရှိတယ် strawberry မစီပေါ်ရမယ်ကြသူကကျတော့အသေးစိတ်ကိုထောင်းလာပြီးတော့နွားနွေးရောထားတာကြဒါလူကြီးတောက်မယ်ဒါတစ်ခွက်သူကပဲကာလာအနေနဲ့ကကြောင့်အောင်မန်းညိုရောတာသူကတောက်လိုက်တဲ့အချိန်မှာဘူးကိတ်ကလေးပါနန်နေရတယ်အော်ဒါကတော့ဒါကလေးတောက်ဖို့တင့်တော်တဲ့ဟာပေါ့နော်ဟုတ်တယ်ရတယ်ဟုတ်တယ်ဆိုတော့ရတယ်ပဲချောကလက်အော်အဲ့ဒါဆိုမိုင်လိုဒိုင်နိုဆောလေးတစ်ခွက်ပေးပါသူရောအချိုလျှော့တာပဲရလားရတယ်ဒါပေမဲ့သူကတော့ရှူဂါမပါဘူးသူကနိုးကြည့်နေอ๋อဟုတ်โอเคအဲ့တစ်ခွက်အဲ့ဒါရပါပြီရဒီမှာဘယ်နိုင်ရဲ့ခွက်6နိုင်ရောဟုတ်လားမက်စကတ်တော့ပါလေတော့ပြဟောတယ်ဒီတီးကိုအစိမ်းရောက်อ๋อစပစ်သီးကိုဖြော်ထားတာအသီးကိုပဲဖြော်ထားတာတီးသွားကြအတီးအနှစ်ကိုတုံးလာတယ်อ๋อဟုတ်စီတူချင်းလေးသွားရတယ်သူကမက်စကတ်မွန်လိုက်ကကြောက်ဂျူးပုံနေကြဆိုမက်စကတ်ကကြောက်အခုလောတယ်အဲ့ဒါပဲရမယ်နော်ဟမ်ဒီနေ့စုလို့အော်ကြည့်ကျင်လို့ပြမယ်နော်မိုင်းရန်ဆော်ပြအော်မိုင်းရန်ဆော်ဒါရဲ့ signature coffee ဟုတ်โอเคဒါဆိုလည်းမစစ်ပေါ်အော်ဟုတ်ရအောင်ပဲအော်မို့ take away ပဲယူရမယ်ရပြီ sorry ပါ messy pop မိုင်းလိုဒိုင်နိုဆောရဲ့တောက်တော့မှာလားအော်အကြီးပဲသူကုံမမလားမကုံနေနဲ့တိုက်မှာလားဒါဟူးမကြီး ဝေါဒီနေ့လည်းနည်းနည်းတိုက်နော်တပတ်မိုင်လိုတိုင်းဆိုတော့မိုက်တယ်ကွာခေးနဲ့ share ပဲမအောင်မနော်ပေါ့မယ်နော်မတသားရဲ့waffle ဘာလို့ waffle စားနေကြလဲဆောက်နေကြလေဒါ story အသေးနေပဲချိုးအောင်ပါကွက်ဒီပဲပြပါဝဲထားဟုတ်ကဲ့တိုင်း signature ocha တကယ်ကောင်း story လုံးဝ story ကြီးပဲဒါကတော့မကားမောင်းအိတ်ငိုင်းပါလို့ပြောပြီးတော့ fresh jelly နဲ့fresh jelly နဲ့တောင်းနေကြပဲဒီကနေမပြောင်းနိုင်တော့အဲ့လမ်းကျရင်ဘယ်လိုဖြစ်တယ်မြန်မြန်လေးသွားလိုက်မှာရွှေ့ဆိုရှက်ထီပေါ့အော်လမ်းပေါ်ကချိုင်းနေ fit သဘောရကားမောင်းတာဟုတ်လားလမ်းကျရင်အဲ့လိုမြန်မောင်းလိုက်ရင်တော့ရှက်သွားတယ်ရှက်ထီပါအော်အဲ့ဒါကားမနာတော့ဘူးပေါ့နာအော်အဝေးပေးပါပါတယ်နီးလေးတက်ပါဟောတာရှိတူကင်မရာလို့အော်ကင်မရာခုတော့ကလောရောက်ပြီတော်တော်လေးမောင်းလိုက်ရကလောလမ်းကတောင်တလန်းမကောင်းဘူး
တော်တော်လေးပျက်စီးဆိုးရွားနေတာပေါ့နော်ဒါပေမဲ့ထိန်းပေါင်းလာရပါတယ်အိုချာရဲ့ signature ပဲတော့မသိဒါကျွန်တော် signature ပဲတငုံကလောရောက်တဲ့ဒီတောက်လာတယ်115မိုင်ကနေတော့ဘာကြိုက်လဲဆိုတော့ဟာဒီ bubble အလုံးလေးတွေပေါ့နော်အဲ့ဒီအလုံးလေးတွေကတချို့မကောင်းတဲ့ဟာဆိုရမ်းသိတာမာဆက်ကြီးပြကြိုတာပေါ့နော်ကြိုတဲ့နေရာမှာစကားပြောရထင်တယ်အဲ့လိုမာဆက်ကြီးလုံးဝစားလို့မကောင်းနော်ကျွန်တော်ကကြိုက်တာက grass jelly အမြဲထည့်တယ် grass jelly နဲ့အဲ့ဒီ bubble အလုံးပေါ့နော်ဆိုတော့အဲ့ဒါပြီးတော့ကျွန်တော်ကတော့စီးဂျိုရှိတော့စီးဂျို pre-stage ရှိတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါအချိုကတော့ရှောင်ကတော့အရင်နေ့ကလည်းအချိုမကြိုက်ဘူးမကြိုက်တော့ sugar level ကိုကျွန်တော်ကတော့လုံးဝအနေသုံးပဲထားပြီးမြဲမှတ်တော့တယ်ပေါ့နော်ပြီးတော့ကျွန်တော်ကသူ့ရဲ့ဒီ coffee ပေါ့နော်သူ့ရဲ့အဲ့ rich ဖြစ်တဲ့အရာကိုကြိုက်တယ်ဟိုတချို့ကျွန်တော် instant coffee ပြအတိတာဆို instant coffee တွေရှိ instant coffee တုပ်တွေဆိုတောက်လိုက်ရင်ဘယ်လိုပြောမလဲတောက်ပြီးပတ်သက်မှာအဲ့လိုလုပ်ကြည့်လိုက်လို့ရှိရင်ချွေးကြံတာပဲဒီလားခါတာနဲ့မဟုတ် coffee ရတာအစ်စ်ကြီးတယ်မဟုတ်ချွေးကြံတာဒီကောင်ကတောက်ပြီးဝိုင်းလုံးဝရှာအောင်ရတာခံလိုက်ရင်ဟိုချွေးမဟုတ်ပြသူက coffee taste ကတဖြည်းဖြည်းတက်လာအဲ့ဒါကိုကြိုက်တာပေါ့ coffee ကြိုက်တဲ့လူတွေဆိုရင်တော့ဒါတော်တော်မိုက်တယ်ပေါ့ဟိုတော့ကလောလေးဟောက်ပြီဆိုတော့အကုန်တောက်လိုက်တော့မယ်ကျွန်တော်လမ်းမှာတော့2မျိုးလို့ပြအိတ်ငိုက်တော့လေကားမောင်းတော့အိတ်ငိုက်တော့ဒါလေးတောက်တော့နည်းနည်းအိတ်ရှင်ပြေးတာပေါ့နော်အဲ့တော့ဟိုတာမီနှစ်ယောက်ကတော့ကလောရောက်ပြီအိတ်နေပြီတလန်းလုံးလည်းအိတ်လာတာအဲ့တော့ကျွန်တော်နောက်နေ့ vlog တွေကိုကျွန်တော်ဆက်ပြီးတော့ရိုက်ပြီးမယ်ကျွန်တော်ဘာလုပ်မလဲကလောမှာဘာတွေလုပ်မှာလဲရိုက်ကူးရဘယ်လိုလုပ်မှာလဲဆိုတာကျွန်တော်ဆက်ပြီးတော့ရိုက်ပြပေးသွားမယ်နော် bye bye